အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့လက်ရှိလေးကိုပုံပြင်လေးပုံပြပြချင်ပါတယ်ပုံပြင်လေးကတော့အားလုံးဒီပါသိကြတဲ့ပုံပြင်လေးပါပဲကျွန်တော်အရင်ချိန်လို့မိတ်ဆွေတို့ကိုပြန်လည်များမပေးချင်ဖြစ်ပါတယ်ပုံပြင်လေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့လည်းတစ်ခုခုကြက်ခင်းမယ်လို့ထင်ပါတယ်အဲ့ဒါဆိုဆက်လိုက်ရအောင်ဗျာအခြေတုံးကတောင်ထဲကြီးတွေကာရန်ထားတဲ့ရွာလေးတစ်ရွာမှာဒီတန်းသမားအဖိုးတယောက်ရှိတယ်ဒီအဖိုးအောင်ကနေတိုင်းချောင်းထဲကနေအိမ်တို့ရေထမ်းပို့ပေးရတယ်သူ့မှာရေတပိုးတစ်ဖက်တစ်ချက်စီမှာချိတ်ထားတယ်မြေဦးနှလုံးရှိတယ်ပထမရေဦးကအကောင့်ပက်ကတိဖြတ်ပြီးရေကိုပြစ်တက်နိုင်တယ်ဒုတိယရေဦးကကြတော့အနားမှာအဲကြောင်လေးတစ်ခုရှိတယ်အဲ့တော့အရောက်တဲ့အခါရေကတဝက်ပဲကျန်တော့တာပေါ့ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါအကျမ်းပါတဲ့ရေဦးလေးကသူ့ကိုယ်သူတင်ငယ်လာတယ်ငါကအဲ့နေတော့ဖိုးကမြပင်ပန်းတလုံးရေကိုအပြစ်မရဘူးငါကအသုံးချတဲ့ကောင်ပါဆိုပြီးတော့သူ့ကိုယ်သူဝမ်းနေခဲ့တာပေါ့ဒီနေ့တော့ရေဦးလေးကဘိုးကိုတောင်းပန်စကားဆိုတယ်အဖိုးကျွန်တော်ရဲ့အကြောင်းကြောင့်အဖိုးမအလုပ်တွေအဖိုးပင်ပန်းနေရပြီကျွန်တော်ခွင့်လို့ပါလို့ပြောလိုက်တာပေါ့ဒီနေရာမှာမိတ်ဆွေတို့ဆိုရင်အဖိုးအစားဘလို့ပြန်ပြောမလဲဘလို့တို့ပြန်ကြမလဲအဲ့ဒီအချိန်မှာအဖိုးကတော့ပြောမှုတော့အဲ့လိုပဲပြန်ပြောတယ်မင်းဒီနေ့အပြန်လမ်းမေးရပိုင်းလေးတွေကိုတေချာကြည့်ခဲ့အောင်တော့တဲ့အဲ့ဒီဆုံးမှာရေဦးလေးတီးထားကြည့်မိတော့သူ့ပြစမ်းမှာလှပတဲ့ပန်းလေးတွေဝေးဝေးဆဆပွင့်နေတော့တွေ့လိုက်ရတယ်တခြားအကောင့်ပကတိဖြစ်တဲ့ရေဦးရှိတဲ့ဘက်မှာဘုံတွေပဲရှိတော့ဘိုးကဆက်ပြောတယ်မိမအကြောင်းရှိတာကိုငါသိတော့ပေါ့ဒါကြောင့်မင်းရဲ့လမ်းမေးတစ်ဆောင်မှာငါကပန်းမျိုးစီလေးတွေကျဲချခဲ့တာမရှိကကြီးစေးကြတဲ့ရေလေးတွေနဲ့အဲ့ဒီပန်းလေးတွေကိုနေတိုင်းရေလောင်းပြီးခဲ့တာလေအခုလိုလက်ပါတဲ့ပန်းလေးတွေဖြစ်လာတာပေါ့တဲ့အဲ့ဒီပန်းလေးတွေကိုခူပြီးအတခေရဲ့ဘွဲပေါ်မှာဇာဆင်ပေးနိုင်တာမိကြောင့်ပဲလေအခုကအဲ့လိုပဲပြန်ပြောခဲ့တာပေါ့ဒီပုံပြင်လေးရဲ့သင်ခန်းစာတော့ဗျာကျွန်တော်တို့အားလုံးမှာကိုစီအားနဲ့ချက်တွေရှိကြတယ်အဲ့ဒီအားနဲ့ချက်ကိုမကန်ဆိုအတုတ်ချတက်ခိုင်းမယ်ဆိုရင်လောကကြီးအတွက်အလားတရားတွေဖန်တီးပေးနေတယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်ပုံပြင်လေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့လည်းခုကြံခဲ့မယ်လို့ယုံကြည်ပါတယ်အားလုံးပဲဆွေးနွေးချမ်းမြေကြပါစေခင်ဗျာ